ဥသောတိကကြောင်းနေရာရှားပေးတာအိုရိုင်းခတ်ပေးတာကလျာဏီတင်ချောင်းကြီးကြက်မှတ်ကြည်ကြဆောက်ပေးတာတပည့်တော်အထူးကျေးဇူးတင်ရှိပါတယ်ဥသောတိကအနေဖြင့်လေကျွမ်းမောင်တာမဏေကျော်သာသနာ့အပေါ်ပြုပေးတဲ့ကျေးဇူးတွေများပြားကြောင်းတပည့်တော်ရဲ့နောင်တော်ကြီးဖြစ်တဲ့ကဘာကျော်စာရေးဆရာအတောကမောရွာကလည်းအချင်းချင်းရေးသားပြီးမှတ်တမ်းတင်ခဲ့ပါတယ်လွင်ခဲ့တဲ့နေပေါင်း90တုန်းကမုံအားမြို့မဟာသောတိကာရမပါဠိတက္ကသိုလ်တိုက်စာသင်တိုင်းမှာနေကြကြစဉ်တပည့်တော်ရဲ့နောင်တော်ကြီးအတောကမောရွာကဆရာကိုတော်နဲ့တပည့်တော်တို့ကတပည့်ဖြစ်ခဲ့ဒါကိုပြန်လဲသတိရပါအတောကမောရွာကဥသောတိကအားဓမ္မဒါနတရားအလူတွေပေးခဲ့တယ်ဆိုတာသတိရပါလေကျော်မောင်သာမဏေကျော်စာသင်တဲ့တရားမှာဥသောတိကအနေဖြင့်မိမိကူညီပေးတာကိုသာလူသိရှင်များဟောတို့ပြောဆိုပြီးနောင်တော်ကြီးအတောကမောရွာရဲ့ပညာသင်ပေးခဲ့တဲ့ဓမ္မဒါနကျေးဇူးကိုထုတ်ဖော်မပြောတာဓာန်သေးပါထိုက်သည့်အထိအပြည့်ကြီးတယ်ဆိုတာမသိဘူးလားအမှန်ဆိုလေကျွန်းမောင်သာမဏေကျော်စာသင်တဲ့တီးတဲ့အခါဥသောတိကအနေဖြင့်ကူညီခဲ့တာဟာအတောကမောရွာကငါဆရာဖြစ်လို့ကူညီတာဆိုပြီးမပြောသင့်ဘူးလားဘာပဲဖြစ်ဖြစ်ဥသောတိကရဲ့အာမိဒဒါနကျေးဇူးဟာကြီးမားပါတယ်အတောကမောရွာကိုဆရာလို့သတ်မှတ်ပြီးကူညီခဲ့တာဖြစ်လျက်ဥသောတိကဘာကြောင့်တပည့်တော်ကိုမွေးတဲ့မွေးကကိုပြန်ကြိုက်တယ်လို့မတရားနှိပ်ကွယ်ပြောဆိုရတာလေဒီလိုပြောတဲ့အတွက်အဘုတော်နိရယနေတိပါဠိအယဥသောတိကသေရင်ငရဲကြံနေတယ်ဆိုတာသတိရပါဥသောတိကအတောကမောရွာကိုကူညီခဲ့တဲ့ကျေးဇူးကကြီးပါတယ်ဒါပေမဲ့အတောကမောရွာကဥသောတိကကိုပညာတတ်အောင်သင်ပေးခဲ့တဲ့ဓမ္မဒါနကုသိုလ်ကပို့ပြီးကြီးပါတယ်မောရွာသောတိကတည်းမှာပညာသင်ခဲ့တဲ့ကဥသောတိကဟာရတနာဘုံမြင်ကြောင်းကျောင်းတွင်အပတ်သင်စာမွေးပွဲတွေမှာပထမအစုကြီးရခဲ့တယ်အဲဒီလိုပထမအစုကြီးရခဲ့တာဟာတပည့်တော်ရဲ့နောင်တော်ကြီးအတောကမောရွာရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်ဥသောတိကဟာမတရားဘူးမိမိကျေးဇူးသာဖော်ပြပြီးအတောကမောရွာရဲ့ကျေးဇူးကိုဝတ်ထားတယ်ဒီလိုဝတ်ထားတာဟာဘုရားဟောဝတ္တလတို့ရသူရောမှာသူရောတို့တွင်တယောက်ပါဝင်နေတယ်ဒီနေရာမှာအထူးပြောတရားရှိတာကဥသောတိကရဲ့ကျေးဇူးကိုနောင်တော်ကြီးကရောတပည့်တော်ကပါအထူးသိပါတယ်လောကမမေ့ပါဘူးမမေ့နဲ့လို့လဲအရှင်ဘုရားအယူမနေတာကိုနောင်တော်ကြီးကိုယ်တိုင်လွှဲခဲ့တဲ့10နှစ်ကာလ21ရက်10လ2015နှစ်ညမှာအရှင်ဘုရားရဲ့လေးလာကြောင်းမြည်ပေါ်သွားပြီးအရှင်ဘုရားရဲ့သာသနာ့ပြည့်ဝါဒမေသာတိအယူတွေဆွမှုပြောဆိုဆုံးမဩဝါဒပေးခဲ့ပါတယ်အရှင်ဘုရားထိုညမှာပဲကိုမကိုတည်ပြီးအတောကမောရွာကိုစာအုပ်တွေပေးတယ်နောင်တော်ကြီးပြန်သွားတဲ့နောက်ကားနဲ့လိုက်ပြီးတရုတ်ပြည်တကိမုံကြီးနဲ့မမောတပည့်ကြီးလည်းပေးပါတယ်နောင်တော်ကြီးရဲ့ကြို့နေတဲ့သွားနှစ်ချောင်းအတွက်ဆရာပူတော်တဲ့အနေ9သိန်းကျပ်ဖြင့်သွားဆိုင်လှူဒန်းပေးခဲ့ပါတယ်ဒါဟာတော့ကောင်းပါလေကိုတော်